စားဖို့မဟုတ်လက်ထဲမှာလှည့်ကစားဖို့တတ်သိန်းရာနဲ့ချီတန်တဲ့တရုတ်ရိုးရာဝမ်ဝမ်တစ်ကြားသီးကြီးများကြည်တစ်ကြားသီးဆိုတာစားလို့ကောင်းတဲ့အစေးဆန်တစ်ခုဆိုတာလူတိုင်းသိထားကြပါလိမ့်မယ်ဒါပေမဲ့တရုတ်နိုင်ငံမှာတော့စားလို့မရပဲအလှပဲကြည့်ရပြီးတလုံးကိုသိန်းနဲ့ချီတန်ဖို့ရှိတဲ့ဝမ်ဝမ်လို့ခေါ်တဲ့ကစားစရာတစ်ကြားသီးကြီးတွေရှိပါတယ်ဒါတွေကတာမန်တစ်ကြားသီးထက်ပိုကြီးရုံနေမကဘဲနဲ့တရရဲ့အပြင်ကောင်မှာပါတဲ့အနုစိတ်လာတဲ့အရေးအကြောင်းတွေထူးခြားတဲ့ပုံသဏ္ဍာန်တွေကြောင့်မလို့ရှေးခေတ်အေဂရစ်မင်းဆိုးရာဇာတွေလက်ထက်ကလေးကအစင်တန်းတစ်ခုအနေနဲ့လက်ထဲမှာကိုင်ဆောင်ခဲ့ကြတဲ့အဖိုးတန်ရတနာတွေဖြစ်ပါတယ်ဒီတစ်ကြားသီးတွေကိုတန်ဖိုးဖြတ်တဲ့နေရာမှာအရေးကြီးဆုံးကအတွဲဖက်ညီမှုပါပဲတဘာဝတိုင်းထွက်လာတဲ့တစ်ကြားသီးနှလုံးဟာအရွယ်အစားအလေးချိန်အယောင်သွေးနဲ့အရေးကြောင်းပုံစံချင်းတထီရတဲ့တူညီဖို့ဆိုတာခဲရင်လှတာကြောင့်မလို့အဲဒီလိုထပ်တူညီတဲ့အတွဲမျိုးဆိုရင်ဈေးနှုန်းဟာခိုးမူးကောင်းငင်အထိထိုးတက်သွားတတ်ပါတယ်လူတွေကဒီတစ်ကြားသီးတွေကိုလက်ထဲမှာထည့်လှည့်ပြီးတော့ကစားခြင်းအပြင်လက်ဖွားကအာယွန်ကြောတွေကိုနှိုးဆွပေးပြီးသွေးလက်ပတ်မှုကောင်းစေတယ်လို့ယူဆကြပါတယ်နှိရှေစော်ကစားထားတဲ့တစ်ကြားသီးတွေဆိုရင်လူရဲ့အစီတွေစိတ်ဝင်နေပြီးပိုဆေးဘက်ဝင်ပါတယ်ပင်လယ်ပြင်ကကြောင်းမြတ်ရတနာလို့တင်စားကြတဲ့ကမ္ဘာဈေးအကြီးဆုံးအစားအစာအဗလုံးဟင်းလျာမင်္ဂလာပါတော့ပင်လယ်စာရီထဲမှာပင်လယ်ရဲ့ရတနာလို့တင်စားခေါ်ဝေါ်ကြတဲ့အဗလုံးခယူကြီးတွေဟာကြီးလိုက်ရင်တော့ရေမော်ရီကတ်နေတဲ့ကြောက်ခဲလုံးကြီးတစ်လုံးနဲ့ဆင်တူပါတယ်ဒါပေမဲ့အဲ့ဒီမှာကြောလာတဲ့အခွန်အောက်မှာတော့အလွန်နူးညံ့ပြီးအရသာရှိတဲ့အသားတုံးကြီးတစ်လုံးဂိမ်းအောင်နေတာပါဒီအဗလုံးခယူကြီးတွေဟာကမ္ဘာဈေးအကြီးဆုံးပင်လယ်စာစီရင်ဘာကြောင့်ဝင်နေရတာလဲဆိုရင်တော့သူတို့ကိုဖမ်းဆီးရတာအလွန်ခက်ခဲလို့ပါရင်ကုန်သမားတွေဟာကြောက်ဆောင်နေအကြောင်းမှကတ်နေတဲ့ဒီခယူကြီးတွေကိုအသက်ဆုံးပြီးတော့တလုံးချင်းစီခွာယူရတာဖြစ်လို့တရုတ်နဲ့ဂျပန်ယဉ်ကျေးမှုတွေမှာတော့ဒါဟာချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေမှစားနိုင်တဲ့အထူးတန်းဝင်ဟင်းလျာဖြစ်နေပါလိဒီခယူကြီးတွေကိုချက်ပြုတ်တဲ့အခါမှာလည်းအမှုပညာစံပါလိအသားဟာကြစ်လစ်တာကြောင့်စနစ်တကျမချက်ပြုတ်ရင်ရောဘာလိုမှာတောင်းတောင်ကြီးဖြစ်သွားနိုင်လို့ပါဒါကြောင့်စဖိုမှုတွေကအဗလုံးအသားကိုနိုင်ပေါင်းများစွာစိန်ထားတာဒါမှမဟုတ်ဟင်းရည်အနှစ်တွေနဲ့အချိန်ကြာကြီးနှက်ထားတာမျိုးလုပ်လေရှိပြီးစနစ်တကျချက်ပြုတ်ရပါလိအထူးသဖြင့်မင်္ဂလာဆောင်တွေနဲ့နှစ်သက်ကူပွဲတော်တွေမှာတန်ဖိုးကြီးဟင်းလျာတွေအဖြစ်တဲခင်းအခန့်နေတာအခုခေတ်အထိပါပဲနားထောင်မိတဲ့သူကိုယူသွတ်သွားစေနိုင်လောက်တဲ့အထိအန္တရာယ်များတဲ့တင်မင်းတမန်ဂီတဒူရီယာ glass harmonica ကြီးလိုက်ရင်လှပပြီးကြည်လင်တဲ့အတန်တွေထွက်ပေါ်နေပေမဲ့ရှေးခေတ်ကလူကိုတေးစေနိုင်တဲ့ဒူရီယာလို့နာမည်ကျော်ခဲ့တဲ့ဒူရီယာပစ္စည်းတစ်ခုရှိပါတယ်အဲ့ဒီဒူရီယာကတော့ glass harmonica လို့ခေါ်တဲ့ဖန်နဲ့ပြုလုပ်ထားတဲ့ harmonica ပါ1962ခုနှစ်မှာအမေရိကန်နိုင်ငံရေးသမားနဲ့သိပ္ပံပညာရှင်ဘင်ဂျမင်ဖရန်ကလင်ကစတင်တီထွင်ခဲ့တာဖြစ်ပြီးအရွယ်အစားမတူတဲ့ဖန်ကွယ်ဝိုင်းလေးတွေကိုတန်းစီကခြေနဲ့နင်းပြီးလေပတ်စေပြီးတော့ရေဆိုနေတဲ့လက်ချောင်းလေးတွေနဲ့ပုတ်တိုက်တီးခတ်ရတာဖြစ်ပါတယ်ထွက်လာတဲ့အတန်ကနမ်းမိမယ်လေးတွေရဲ့တချင်းတန်လို့အလွန်နူးညံ့ငိမ့်ညောင်းပေမဲ့ဒီဒူရီယာကြောင့်ဒီခတ်သူတွေနဲ့နားထောင်သူတွေဟာစိတ်ဝေဒနာခံစားရတာသတိလက်တာနဲ့တီးဆုံးတာတွေအထိဖြစ်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေမှာဆိုထားပါတယ်။ဘာကြောင့်ဒီလောက်အန္တရာယ်ရှိရတာလဲဆိုတဲ့အချက်ကသိပ္ပံနည်းကျအယူအဆနှစ်ခုရှိပါတယ်။ပထမတစ်ခုကတော့အဲ့ဒီခေတ်ကဖန်ခွက်တွေပြုလုပ်ရမှာခဲတွေအများအပါဝင်နေတာကြောင့်ဒီခတ်သူတွေဟာလက်ချောင်းကတဆင့်ခဲစိတ်တင်ပြီးတော့တီးဆုံးကြရပါတယ်။ဒုတိယတစ်ခုကတော့သူ့ရဲ့ထွက်လာတဲ့အတန်ကြောင့်နားထောင်သူတွေဟာကြောင်ချောက်ချားဖြစ်တာကြောက်စိတ်ဝင်တာမျိုးတွေဖြစ်ပြီးစိတ်ထိခိုက်ကြရတာပါပဲတိန်းတောင်းချီတန်းတဲ့ Roll Rice ကားကြီးတစ်စီးလုံးကိုဈေးပြန်သုံးပြလိုက်ရမယ်ဆိုရင်ဘယ်လောက်တောင်နှမျောစရာကောင်းမလဲဒီကိုစက်ကြည့်လိုက်ကြရအောင်ပါဒါပေမဲ့ဒီလိုကတော့မှားလို့မဖြစ်တဲ့မြင်းတစ်ချောင်းကိုဘာပေတံမှမပါပဲလက်ပလာနဲ့တင်စိန်ခေါ်ပြီးတော့ဆွဲနေတာပါဒီနေ့တော့တကယ်ကိုအံ့ဩစရာကောင်းတဲ့လူသားပေတံလို့တင်စားခံရတဲ့ပညာရှင်ကြီးတစ်ယောက်အကြောင်းပြောပြချင်ပါတယ်သူကကမ္ဘာပေါ်မှာ Roll Rice နဲ့ဘူဂါတီလိုအစင်းမြင့်ကားတွေပေါ်မှာမြင်းတစ်ချောင်းကိုလက်နဲ့အဖြောင်ဆုံးဆွဲနိုင်တဲ့ဒဲဦးတီတော်သူလိုတောင်ဆိုကြပါတယ်သူ့နာမည်ကတော့မတ်ကောက်လို့ခေါ်ပါတယ်သူလောက်ရတဲ့အလုပ်ကကြားလိုက်ရင်တော့ရိုးရှင်းတယ်လို့ပါပဲဒါပေမဲ့တိန်းတောင်းချီတန်းတဲ့ကားရဲ့ဘေးတစ်ပတ်တစ်ချက်မှာ6မီတာလောက်ရှိတဲ့ coach line လို့ခေါ်တဲ့မြင်းဖြောင်လေးတွေကိုလက်နဲ့ဓာတ်ရိုက်ဆွဲရတာပါဘာပေတံမှမသုံးဘူးဘာလမ်းညွန်မြင်းမှမပါပါဘူးရှယ်မွေးနဲ့လှုပ်ထားတဲ့စုပ်တံလေးတစ်ချောင်းကိုပဲသုံးပြီးတော့စက္ကန့်ပိုင်းအတွင်းမှာအမှားရင်းမရှိဆွဲရတာပါဘာလို့လဲဆိုတော့သူသုံးတဲ့စီကကားစီးသားဘုတ်ကိုရောက်တာနဲ့ချက်ချင်းဆွဲသွားပြီးတော့ဖြတ်လို့မရတော့လို့ပါပဲMarv ကဒီအလုပ်ကိုလုပ်လာတာအနှစ်20ကျော်နေပါပြီ Roll Rice ဝယ်တဲ့တထေးကြီးတွေကလည်းသူကိုယ်တိုင်ဆွဲပေးတဲ့မြင်းလေးပါမှစိတ်ကျင်နေကြတာပါတချို့ဆိုရင်ကားဝယ်ပြီးမှဒီမြင်းလေးထပ်ဆွဲကျင်လို့ Marv ကိုနိုင်ငံခြားအထိကိုလေရင်လက်မှတ်ဖြတ်ပြီးအိမ်နိုင်ရာရောက်ခေါ်ကြရတာမျိုးတွေတောင်ရှိပါတယ်ဒါဟာကျွမ်းကျင်မှုတတ်တင်မဟုတ်ပဲစိတ်ရှည်သိခံမှုနဲ့ဆယ်စုနှစ်များစွာလေ့ကျင့်မှုရဲ့ရလက်အမှုပညာတစ်ခုပါပဲမြက်ခင်းတူတွေကအားကစားလောကမှာအသုံးဝင်ပေမဲ့ကောက်ကွင်းတွေမှာတော့အသုံးမဝင်ပါဘူးခေတ်မှာမျက်အစစ်ကိုအသုံးပြုထားတဲ့အားကစားကွင်းဆိုတာရှာရှာပါပါဖြစ်ပါသည်ဘောလုံးအားကစားကနေစပြီးမြက်ခင်းမြေတွေကိုလိုအပ်တဲ့အားကစားတော်တော်များများမှာလူတွေကပြုလုပ်ဖန်တီးထားတဲ့တဘာဝမဟုတ်တဲ့မြက်တွေကိုသာအသုံးပြုပါသည်အဲ့ဒီမြက်တွေကိုတော့ကာဗွန်ဖိုင်ဘာတစ်မျိုးကနေဖန်တီးထားတာဖြစ်ပြီးလွယ်ကူကူနဲ့လည်းထိခိုက်မလွယ်စေပါဘူးပြီးတော့သူ့ရဲ့အောက်ခံဟာလေးပဲကော်စောတစ်ခုနဲ့ဆင်တူပြီးသုံးမဲ့နေရာပေါ်မှာအသာလေးဖြန့်ခင်းလိုက်ရုံပါပဲနောက်ပြီးတော့ဒီဟာတွေကိုတန်ရှင်းရတာလေအင်မတန်မှလွယ်ကူပါသည်
ဖယ်မယ်ဆိုရင်လည်းလွယ်ကူပြီးတော့အသစ်ပြန်လဲလှယ်မယ်ဆိုရင်လည်းဒီမြက်ခင်းတူတွေကလွယ်ကူတာပါဒါပေမဲ့အဲ့လိုမျိုး300အဆင်ပြေပြီးအင်မတန်ချောမွေးလာတဲ့မြက်ခင်းတူတွေကိုကောက်ကွေးနေမှာတော့လုံးဝအသုံးမပြုကြပါဘူးဘာကြောင့်ကောက်ကွေးတွေကမြက်ခင်းတူတွေကိုအသုံးမပြုရတာလဲလို့မေးရင်တော့ကောက်ရိုက်တဲ့လူတွေဟာသူတို့ကောက်ရိုက်လိုက်တဲ့အခါမှာအဲ့ဒီမြက်ကလေးတွေဖွာကနေထွက်သွားပြီးမြေကြီးလေးတွေပေါ်လာတာကိုအရသာရှိတယ်လို့ခံယူကြပါသည်အဲ့ဒါကြောင့်မလို့မြက်တူတွေကိုအသုံးပြုလိုက်တဲ့အခါမှာကောက်ကွေးမှာကောက်ရိုက်ရတဲ့အရသာပြတ်သွားတယ်လို့လူကြီးတွေကယူဆကြတဲ့အတွက်ကောက်ကွေးနေမှာမြက်ခင်းတူကိုမသုံးဘဲတကယ်သဘာဝမြက်စစ်ကိုအသုံးပြုပြီးအထူးဂရုစိုက်ကြတာပဲဖြစ်ပါသည်